စောထွန်းလော့စပီကာတန်ကြားတာနဲ့ကွေးနေအောင်ကားတဲ့စောထွန်းကိုတမျိုးလုံးသိတယ်အာသူဘပို့ရင်ကျေးစီချမ်းပြီးငိုတဲ့စောထွန်းမင်္ဂလာအမင်္ဂလာမခွဲတတ်ပေမဲ့ဆိုင်းတန်ကြားရင်ကရေအိုးခွဲတန်ကြားရင်ကိုဒါစောထွန်းနားလေတဲ့လောကနေတိတာရီနာရီမှာထင်ခွဲပကံစီဟာစောထွန်းမူပိုင်ခွင့်မြို့ဦးเจ้าကတန်ဃာတန်းရှိစွန်းကြိုင်ဆွဲတဲ့စောထွန်းသူသိတဲ့နိဗ္ဗာန်ဟာဆရာတော်ဆွန့်လိုက်တဲ့ငပြောပြီးသူ့အတွက်ကုသိုလ်ဟာမောင်ရှင်လောင်းလဲခြင်းကွေးနေအောင်ကာခြင်းဖြစ်ပြီးသူနားလေတဲ့အာကုသိုလ်ဟာစွန်းကြိုင်လွတ်ကြရင်ခံရမယ်ဆရာတော်ကျိန်လုံးဖြစ်တယ်နေမျိုးလေးတဲ့စောထွန်းရောက်လာပုံကရှာတတခေလူငယ်တွေဖန်ခွက်ချင်းတိုက်ခွဲစေးကြောက်ဆွဲတဲ့ညကတတိရလာတဲ့စောထွန်းလိန်ဆက်ဆန်ရတာကြိုက်ပြီးဘိုက်ကြီးကမကြိုက်တဲ့မိန်းမနဲ့ဂရင်ပေါ်သာတာဝန်ယူတတ်တဲ့ယောက်ျားတွေ့ကြတဲ့အခါစောထွန်းဟာတတိလာသားရွယ်တဲ့ကတားစီမျိုးစုံခုခံကြီးထွားခဲ့ရတန်ချောင်းမိခင်ပြီးတတိလုံးကိုထိုးခွဲတံခုခံရှင်တန်ခဲ့ရမနုဿတပါဝောဒုံလဘောလူအဖြစ်ရခဲ့ရည်တဲ့လူဖြစ်ဖို့စောထွန်းအတွက်ပိုခတ်တယ်မသေးလို့နေကန်ပါတော့လဲချက်ကျိုးတန်းလန်းနဲ့မျိုးပြင်စရက်မှာပရွက်စိတ်အစာဖြစ်တော့မဲ့စောထွန်းဆရာတော်ဘုရားမြတ်တာနဲ့အသက်ဆက်ရတဲ့အခါမဲလာမင်းအစိပ်ပါတဲ့နှုံမုံတာအမိကပ္ပယကြီးဒီအဖအဲ့ဒီလိုနဲ့ဘဝစားတဲ့စောထွန်းပြောတဲ့စကားတဲ့သူဟာစူပါမန်သူဟာဆုံးဝခုံမဟာတော့ဝင်စားသလိုအာတော့ကမင်းနဲ့အမျိုးတော်တဲ့တကယ်စူပါမန်အစ်စ်ပဲကဘာကိုမကယ်တင်နိုင်ပြီမဲ့ခြေကျိုးနေတဲ့ခွေးလေးတစ်ကောင်မွေးထားတယ်မိဘမဲ့ចောင်းသားကလေးတွေအတွက်မကြီးသီးတိုင်ကန်ခူးပေးတယ်ဒါဟာလေသူ့ကဘာကိုသူစေးချင်နေခြင်းပဲရွှေပြောင်ပြောင်မဟုတ်လို့ကြော့သူမရှိတဲ့မျိုးနောက်ပြားကဖျားကိုစောထွန်းတစ်ပြက်စီအယောင်နဲ့ဖျားရင်မြင်ပြောင်းတယ်တာရီနာရီထင်းခွဲပကံစီးပြီးထမင်းတုံများရတဲ့အခါဖျားအိုအတွက်ဆုံးဦးကတ်ရှာစောထွန်းလူတဲ့တောက်တော်ရည်ချမ်းစီမီပန်းနဲ့ဖျားအိုမှာခဲပွဲပေါ်စဉ်ဖြစ်ရတယ်အယူနဲ့ရေခဲချောင်းတဲ့စာတုံးလုံးအရာရှိဖြစ်တဲ့တက္ကရ2000ပတ်လည်နေများမှာနေမျိုးလေးရဲ့အယူပေါင်းများစွာတဲ့စောထွန်းဟာတူတဲ့တော့ပကတိဖြူစင်ယူတွတ်တူထမင်းစားရင်မြေကြီးပေါ်ဖင်ထိုင်ချမှစားတတ်ပြီးထိုင်ကုန်တွေကိုစောထွန်းမယုံဘူးမြေကြီးကိုစောထွန်းယုံတယ်မထိုင်စဘူးထိုင်ပြီးတဲ့အခါထိုင်ကုန်အောက်ခြေလွတ်ရင်ကိုယ်ပဲအကြနာမှာတဲ့စောထွန်းစကားကြတော့ဒဝါဝရေခဲ့ကြငါတို့မြို့မှာထိုင်ကုန်ပေါ်ရောက်မှအောက်ခြေလွတ်ပြီးယူသွားသူအများသားပါတီမဲဆွယ်ပွဲတွေပေါ်တော့ကစောထွန်းဦးဆိုတယ်ပါတီနှစ်ခုအပြိုင်မဲဆွယ်တဲ့နေ့မှာစောထွန်းရွေးချယ်မှုကရှင်းတယ်တံပေါကျွေးတဲ့ပါတီစောထွန်းပါတီအုတ်ထုတ်ပေးတဲ့ပါတီစောထွန်းပါတီအိုဗျာနေပူပူကားရမယ်အတူတူအုတ်ထုတ်ဆောင်ပြီးတံပေါစားကမယ်တဲ့မဲဆွယ်ချိန်တုန်းကငါတို့မြို့မှာစောထွန်းတွေအများကြီးမြို့စော်မိုက်ပုံပေးကျူးကျော်တဲ့မိသားစုလေးကိုစောထွန်းချစ်တယ်ကျူးကျော်မိသားစုရဲ့တူဒီတော်ဧည့်သည်ဟာစောထွန်းဖြစ်ပြီးစောထွန်းကိုလိုက်လဲစွာအလဲခေါ်တာကျူးကျော်တဲ့တစ်ခုတည်းရှိတယ်အဲ့ဒီမိသားစုတွေကမျက်မမြင်မျိုးသမီးလေးထံဘုံကြီးเจ้าကဟင်းပေါင်းတွေဥဖြပြပိုးခွင်ဟာစောထွန်းအချစ်စွန့်ပြီးယူလာတဲ့ဖျားပန်းဟာစောထွန်းမြတ်တာရွှေမရှိလို့တကူမရှိတယ်လို့မျိုးတမျိုးလုံးအဖက်မလုပ်တဲ့အုတ်ကျိုးအုတ်ပဲ့ဖျားအိုကြီးကိုစောထွန်းချစ်တယ်တမျိုးလုံးနဲ့မတည့်တဲ့ခွေးလီခွေးလင်းတတိုက်ဟာစောထွန်းကိုတော့ချစ်ရှာတယ်ထမင်းနဲ့ဟင်းပေါင်းရောနေထားတဲ့အိုးကြီးစောထွန်းဆွဲလာပြီဆိုအမီးနဲ့တအီအီအတန်ပေးဦးညွတ်ကြတယ်အခုရက်ပိုင်းမိဘမဲ့ចောင်းသားကလေးတွေအတွက်မကြီးဒီခူးပေးသူမရှိဘူးမြို့ဦးကျောင်းတန်လာတန်းရှိစွန်းကြိုင်ဆွဲတာစောထွန်းမဟုတ်ဘူးမြို့နောက်ဖျားကဖျားအိုရင်ပြင်ညစ်ပတ်နေပြီကျူးကျော်တဲဘက်စောထွန်းအလဲထွက်တာမှမြင်သလိုမြစ်တာဟင်းပေါင်းမပို့တာကြပြီခွေးလေးခွေးလွင်းတတိုက်ဟာစောထွန်းကိုမျောနေပေါ့နေမျိုးလေးရဲ့နေဝင်ရိုးကြီးမှာဖျားအိုပေးအပုပ်နှံပေးလို့မခံနိုင်အောင်ခြောက်တဲ့တတိကောင်းသူလူငယ်အချို့ဖျားအိုနဘေးရှာဖွေရေးလုပ်တဲ့အခါတွေ့ပြီး
သူ့ကိုတွေးကြပြီရှေးဟောင်းဖျားစင်းထုတင်းတင်းဆုပ်ရုံမလာတဲ့အထိပုတ်ပွားနေတဲ့စောထွန်းအသားရည်ရွယ်တရိတ်ဆန်တွေစုပ်ဖြဲခံရပေမဲ့စောထွန်းလက်ထဲစင်းထုလေးကိုဖြုံမရအောင်ဖတ်ထားစေဖျားကိုအုပ်ပုံကြီးလဲတူးစောရာတွေနဲ့ဖွာလန်ကျဲစောထွန်းကဘာကိုမကယ်တင်နိုင်ပေမဲ့ဖျားအိုကြီးကိုကယ်တင်သွားတယ်လက်နက်အပြည့်ညံရည်အပြည့်မယိုင်းရန်ကားစိတ်အပြည့်နဲ့သာပနာဖောက်သူလူတစုကိုညံရည်မပြေဝယူနေတဲ့ယုံလေးကဘလို့အင်အားနဲ့တွန်းလှန်ခဲ့တယ်ရေအိုးခွဲကြပြီးကျေးစီလဲခတ်လိုက်ပြီးမြို့ဦးချောင်းတန်ကားတန်းတရဏဂုံရွတ်ဖတ်တော့မိဘမဲ့ចောင်းသားကလေးတွေမျက်ရည်ဝဲရှာပေါ့ခွေးလေခွေးလင်းတတိုက်ကနှုတ်ဆက်တေးအဖြစ်ဦးနေကြမမြဲခြင်းတရားမှာနေမျိုးလေးဟာမင်းကိုမြဲမြံစွာတတိယနေပါနေမျိုးပြီးစောထွန်းရီမင်းကနေဝင်ချိန်မှအလင်းကုန်တုံးပြီးတောက်ပသွားတယ်နောက်ဘဝအထိဖြာမဲ့အယောင်နဲ့တီရီဓမ္မအတော်ကစောထွန်းရီနေမျိုးလေးမှာလော့စပီကာတန်ညံနေအောင်ဖွင့်ကြပေါ့စမ်းကြော်စွာဝင်